ချရတဲ့မိသားစုတွေယနေ့ချရတဲ့မိသားစုတွေကိုကျွန်တော်ကနော်နှုတ်ကပတ်တော်နဲ့အညီနော်မိသားစုတွေကိုကျွန်တော်မျှဝေချင်ပါတယ်။ဘာလဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုတို့တယောက်စတိုင်းဒီ YouTube အကောင့်ကိုနော်ကျွန်တော်ဒီ YouTube အကောင့်မှာနော်ကျွန်တော်ဗီဒီယိုအတူလေးတွေတင်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့ဒီ2026နှစ်ဦးနော်ပထမအဦးဆုံးလမှာမိသားစုတွေကိုကျွန်တော်နှုတ်ကပတ်တော်နဲ့ကျွန်တော်မိမောင်းထုတ်ပြောပြချင်ပါတယ်။ယနေ့2000ပြီးခဲ့တဲ့2025တုန်းကဖယားသခင်ကိုကျွန်တော်တို့ဘယ်လိုအချိန်ပေးခဲ့တာလဲ။ဖယားသခင်နဲ့ကျွန်တော်တို့ဘယ်လိုရပ်တည်လာတယ်။ဖယားသခင်ကိုကျွန်တော်တို့ဘယ်လိုကိုးကွယ်နေတာလဲ။ဖယားသခင်ကိုကျွန်တော်တို့ဘယ်လိုစံတာပြုနေတယ်လဲဆိုနေပတ်သက်ပြီးမှပြီးခဲ့တဲ့အရာတွေလည်းเนาะကျွန်တော်တင်ပြောပြခဲ့ပေးတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့မိသားစုတွေ2026မှာတင်းရဲ့ပထမဦးဆုံးသောအချိန်ပထမဦးဆုံးသောလပထမဦးသောခြေလမ်းကတင်းဘယ်လိုနဲ့အစာပြုနေတယ်လဲဖယားသခင်နဲ့အစာပြုမယ်ဆိုလို့ရှိရင်ကဘယ်လိုခံစားရပြီးမှဖယားသခင်ကိုမေ့လျော့မလဲဆိုရင်တင်းရဲ့ဘဝကဘယ်လိုအဆုံးသတ်သွားမလဲဆိုတဲ့အရာကိုမိသားစုတွေကိုကျွန်တော်မျှဝေချင်ပါတယ်နော်နှုတ်ကပတ်တော်ကိုချက်ကြည့်ရအောင်ဒီဟာနဲ့ပတ်သက်ပြီးယောဘအခန်းကြီး8ငယ်73မှာပြောထားလဲဆိုယောဘအခန်းကြီး8အငယ်73မှာပြောထားလဲဆိုသူတို့ဘုရားသခင်ကိုမေ့လျော့တော်သူအပေါင်းတို့သည်ဆုံးခြင်းတို့ရောက်ရကြလိမ့်မည်ဖယားသခင်ကိုမေ့နေတဲ့သူအရောက်စီတိုင်းကနှလတ်မထုနိုင်အောင်ဖယားသခင်ကစင်ရဲခြင်းနော်သိခြင်းပျက်စီးခြင်းနော်လုံးဝကုန်းကောက်စရာမရှိအောင်အဆုံးရဲ့တစ်ဖက်မှာတင်းနေကြည့်လိုက်မယ်ဆိုရင်ထာဝရငြိမ်မိအိမ်ပဲကြံတော့တာဖြစ်တယ်ဒါကြောင့်မို့ဆုံးချင်းတို့မရောက်ဖို့ရန်အတွက်ဖယားသခင်ဘက်ကိုလဲလာဖို့တင်းရဲ့ခြေလမ်းတွေပြင်ဆင်လိုက်ပါဆုံးချင်းဘက်တော့မရောက်သွားရလေအောင်နော်တကယ်ပဲဖယားသခင်ရဲ့ရှေ့တော်မှာတင်းရဲ့နှလုံးသားတွေလဲလာပါဆုံးချင်းတို့မရောက်အောင်ဖယားသခင်ရဲ့ရှေ့တော်မှာတင်းရဲ့ကိုးကွယ်ခြင်းတွေပြန်လဲလာဖို့ရန်အတွက်ဖယားသခင်ကပြောနေတာဖြစ်တယ်ခေါ်နေတာဖြစ်တယ်ဒါကြောင့်မို့ချရတဲ့မိသားစုတွေအတ္တတိုင်းမှာတစ်ခါတလေမှာနော်ကျွန်တော်တို့ဟာခန္ဓာကိုယ်ကလုံးဝဖိအားပေးတဲ့အခါမှာဝိညာဉ်ကစေတနာရှိတော်ညာလဲဒီခန္ဓာကိုယ်ရဲ့ဖြစ်စီမှုကြောင့်ဒီခန္ဓာကိုယ်ရဲ့တွန်းအားမှုကြောင့်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲပြဿနာတွေနော်အရောက်စီတိုင်းမှာနော်မိသားစုတိုင်းမှာရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုလည်းရှိမယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်ဒါပေမဲ့လူတဦးတယောက်စတိုင်းမှာဘလို့ဖိအားဘလို့အခက်အခဲဘလို့ဝမ်းမြောက်ခြင်းဘလို့ငြိမ်သက်ခြင်းတွေပဲပျောက်ဆုံးနေပါစေ2026နှစ်ဦးရဲ့အစပထမဦးဆုံးလမှာဖယားရဲ့ရှေ့တော်မှာတင်းရဲ့ခြင်လန်းတွေတင်းရဲ့နှလုံးသားတွေတင်းရဲ့အသွေးခေါ်တွေတင်းရဲ့သွေးကြောထဲမှာရှိနေတဲ့ဖယားကမလိုချင်တဲ့အရာတွေဖယားရဲ့ရှေ့တော်မှာယူဆောင်လာပြီးမှရှေ့တော်မှာတင်းဒီဝင်ခံပါဖယားခင်ဒီလိုအတ္တတာနဲ့ပြီးခဲ့တဲ့2025တုန်းကတာသမီးကြော်ဖြတ်ခဲ့ရပြီဖြစ်တယ်ဒါကြောင့်မို့2026မှာပထမဦးဆုံးတော့လပထမဦးဆုံးတော့ဒီနှစ်ဦးအစမှာကိုရိုနဲ့တာအစပြုခြင်းနဲ့ကိုရိုနဲ့သမီးအစပြုခြင်းနဲ့သမီးတို့မိသားစုဟာကိုရိုဖဖျားရဲ့ဘုံတော်အတွက်ပဲဖြစ်ခြင်းနဲ့ဆိုတဲ့တကယ်ပဲတင်းရဲ့အတွင်းနှလုံးသားထဲကနော်ဒီနှလုံးသားနဲ့သူဖျားရဲ့ရှေ့တော်မှာတိုးဝင်လာပါဘာလဲဆိုလို့ရှိရင်နော်ဖျားကပြောပြီးနော်ဖယားသခင်ကိုမေ့လျော့တော်သူအပေါင်းတို့သည်ဖယားသခင်ကိုမေ့နေတဲ့အထက်ကကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိသားစုတူတယောက်စနေမပါစေနဲ့ဖယားသခင်ကိုလစ်လျူရှုထားတဲ့သူဒီကျွန်တော်ရဲ့ချေရတဲ့မိသားစုတူတယောက်စနေမပါစေဖို့ရန်တဲ့ဒီနေရာကနေယေရှုခရစ်တော်ဖျားနာမနဲ့စန္ဒပြုပေးပါတယ်ဒါကြောင့်မို့မိသားစုတွေနော်ဒီ2026မှာပထမဦးဆုံးတော့လမှာတင်းရဲ့ခြေလမ်းတွေတင်းရဲ့အသွေးခေါ်တွေတကယ်ပဲပြုတ်ပြင်ပြီးမှဖယားရဲ့ရှေ့တော်မှာတိုးဝင်လာပါတိုးဝင်လာမယ်ဆိုရင်ဖယားသခင်ကမာစာချင်းဒီနှစ်တစ်မှာမိသားစုတူတယောက်စတိုင်းဖယားသခင်စီကလာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကျမ်းမာခြင်းဒီမိသားစုအယောက်စတိုင်းပေါ်မှာခံစားရမယ်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့မျှဝေရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော် YouTube အကောင့်ကိုနေ့ရက်စဉ်တိုင်းမှာဗီဒီယိုတင်တိုင်းမေတ္တာနဲ့ကြည့်ရှုနော်ထောက်မပေးနေတဲ့မိသားစုတူတယောက်စတိုင်းဒါကြောင့်မို့အတ္တတာမှာဖယားသခင်စီကလာတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဒီပြီးခဲ့တဲ့2025ကနော်ဖယားကိုအချိန်ပေးတကယ်တော့2026မှာလဲတိုးရတောက်ရအချိန်ပေးနိုင်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်နဲ့မျှဝေရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော် YouTube အကောင့်ကို Subscribe Like and Share
နော် comment လေးရေးဖို့ရတဲ့ကျွန်တော်ပြောချင်တယ်ဘာလို့ကျွန်တော်တင်နေတဲ့ဗီဒီယိုအတစ်တစ်မိသားစုတွေတွေ့ဖို့မြင်တွေ့ဖို့ရတဲ့ကျွန်တော်တောင်းဆိုရခြင်းဖြစ်ပါတယ်ရစတဲ့ပေါ်မှာဖျက်ခင်ရမဆာချင်းလက်တော်ဒီတို့၍တာ၍ခံစားရရှိပါစေ